ပါတယ်လေဒုသာသနာအရေးသုံးပါနိုင်ငံတော်မှာဒုတာဝန်မရှိတယ်အရေးသုံးပါပြည်ထောင်စုအပြုခွဲရေးတိုင်းရင်းသားစီလုံးညီအပြုခွဲရေးအချုပ်ချာအာဏာပြည်ထောင်ခံရေးသုံးပါဟုတ်နော်ဟုတ်ပြီဘုန်းကြီးတို့သာသနာမှာလည်းဒုသာသနာဝင်အရေးသုံးပါနံပါတ်1မကောင်းတဲ့အာဟုတုဒုစရိုက်တွေမပြုလုပ်ရေးမပြောဆိုရေးတို့အရေးဟုတ်လားနောက်တစ်ခါကောင်းသောကုသိုလ်သူစရိုက်တရားတွေပြုလုပ်ဖို့အရေးပြောဆိုဖို့အရေးတို့အရေးနောက်တတိယကမိမိရဲ့စိတ်ကိုတန်ရှင်းအောင်စင်ကြယ်အောင်ပြုလုပ်ဖို့အရေးတို့အရေးဟုတ်လားနော်အဲ့ဒါမြတ်စွာဘုရားရှင်ကတပါးတဲ့ဟောတဲ့တရားမဟုတ်ဘူးဗျဟိုဘုန်းတော်မူပြီးပြတဲ့ဂင်္ဂဝါလူသဲစုမကဘုန်းတော်မူပြီးပြတဲ့ဘုရားတိုင်းဒီတရားကိုခေါ်တာဒီဩဝါဒကိုပေးခဲ့တာအဲ့ဒီဩဝါဒကလည်းပဲပိဋကသုံးပုံနိကေ9ရဲ့ဓမ္မထခန္ဓာတော်84,000ရဲ့အနှစ်ချုပ်တယ်နော်ဘုရားကြားဘူးလိုက်တယ်မဟုတ်လားကြောင်မဲဆရာတော်ဘုရားကြီးဟောလိုက်တယ်တရားလေးဟာတယ်လို့လက်သုံးချောင်းထောင်ပြီးတော့ဟောသွားတယ်ဒီတရားပဲတပ္ပပပတအာကရဏံကုသလတဥပတမ္ပတာသာစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနာတပ္ပပပတအာကရဏံမကောင်းမှုအကုသိုလ်ဒုစရိုက်မှန်သမျှကိုမပြုလုပ်ဖို့မပြောဆိုဘူးကုသလတဥပတမ္ပတာကောင်းတဲ့ကုသိုလ်သူစရိုက်မှန်သမျှကိုပြုလုပ်ဖို့ပြောဆိုဖို့နောက်တကသာစိတ်တပရိယောတပနံမိမိစိတ်ကိုစင်ကြယ်အောင်တန်ရှင်းအောင်ထားဖို့ပေါ့ဒါဆိုလို့ရှိရင်ဘုရားသာသနာမှာလုပ်စရာတွေအများကြီးပြည့်စုံသွားပါပြီဟုတ်လားနော်အဲ့တော့ဒုသာသနာရဲ့အရေးသုံးပါးကမကောင်းတဲ့အကုသိုလ်ဒုစရိုက်မှန်သမျှမပြောဆိုဖို့အရေးမပြုလုပ်ဖို့အရေးတို့အရေးနောက်တကကောင်းတဲ့ကုသိုလ်ဒုစရိုက်မှန်သမျှပြောဆိုဖို့အရေးပြုလုပ်ဖို့အရေးတို့အရေးနောက်မိမိစိတ်ကိုတန်ရှင်းအောင်စင်ကြယ်အောင်ပြုလုပ်ဖို့အရေးတို့အရေးဒါလေးကဘုန်းကြီးတို့ဘုရားဘာသာမှာသာသနာတာပါဒီတခြားလုံးဒီတိုင်းကလုံးသွားတဦးအစားတရားလူတိုင်းကအဲ့ဒီလိုလုံးသွားလို့ရှိရင်နိုင်ငံတော်ကြီးထဲမှာဘယ်ကောင်မကောင်းဘူးဘယ်ဝါမကောင်းဘူးလို့ပြောစရာမလိုဘယ်အဖွဲ့အစည်းမကောင်းဘူးဘယ်သူမကောင်းဘူးလို့ပြောစရာမကောင်းတာကဘယ်သူလဲဆိုရင်ကိုမကောင်းနေတာသူများမကောင်းကြောင်းအများကြီးပြောတဲ့ပုံကိုယ်တွေအကားမှာလိုက်ကြည့်ခင်ဗျားတို့ရက်ပတ်ထဲမှာတွေ့တဲ့သူတိုင်းမှာသူကိုယ်တိုင်ကအများကြီးမကောင်းဘူးသူများမကောင်းကြောင်းကိုနည်းနည်းပြောတဲ့ပုံကသူကိုယ်တိုင်ကနည်းနည်းမကောင်းဘူးသူများမကောင်းကြောင်းလုံးဝမပြောတဲ့သူကအဲ့လူသွားကြည့်အဲ့လူတော်တော်ကောင်းတယ်သူကိုယ်တိုင်ကောင်းတယ်အဲ့တော့သူများမကောင်းကြောင်းနောက်လူတိုင်းမှာလိုက်ကြည့်အတင်းပြောတဲ့ပုံကိုယ်တွေလိုက်ကြည့်သူများမကောင်းကြောင်းများပြောရင်သူကိုယ်တိုင်များမကောင်းဘူးဘာဖြစ်လို့လဲကိုယ့်အပြစ်တွေဖုံးအောင်သူများတွေချက်ပြောသူများမကောင်းကြောင်းနည်းနည်းပြောရင်သူကိုယ်တိုင်နည်းနည်းမကောင်းဘူးလုံးမပြောရင်သူကလုံးကောင်းတယ်ဒီလိုလေးမှတ်ထားနောက်တစ်ချက်လူတွေကသီလလုံမှုတော်တော်များများပြောကြတယ်သီလပြည့်ဖို့လေသီလပြည့်တယ်နဲ့ပြောတာငါးပါးသီလမကျိုးမပေါက်ရင်သီလလုံတယ်လို့ပဲခေါ်တယ်သီလမပြည့်ဘူးမြတ်စွာဘုရားရှင်ရှေ့မှာပြောထားတဲ့စကားတစ်ခုရှိတယ်ဝိတ္တအာပရိပုဒ္ဓနောသီလနပရိပုဒ္ဓတိအာသုဒ္ဓသီလောဒုပ္ပညောစိတ်တေကကနဝိတ္တိဝိတ္တအာပရိပုဒ္ဓနောဝိတ္တရားတွေမဖြစ်ရင်သီလမပြည့်ဘူးလေဗျဝိတ္တရားဆိုတရားမပြောဘူးသာသမီဆိုရင်သာသမီဝိကြည်ရမယ်မိဘဆိုရင်မိဘဝေကြည်ရမယ်ဆရာဆိုရင်ဆရာဝေကြည်ရမယ်တကားဆိုရင်တကားဝေကြည်ရမယ်ဘုန်းကြီးကဘုန်းကြီးဝေကြည်ရမယ်ခေါင်းဆောင်ဒီခေါင်းဆောင်ကောင်းတဲ့ခေါင်းဆောင်ပြေဝေကြည်ရမယ်တပည့်လားတပည့်ဝေကြည်ရမယ်အဲ့ဒီလိုမျိုးကြည်လို့ရှိတယ်လူတိုင်းဒီ personality ကောင်းသွားရင်ဂရုလိုက်ကောင်းတယ် society ကောင်းသွားပါဒါကြောင့်မို့လို့ဒီကနေ့ဓမ္မစကုမှာဘုန်းကြီးကတရားဟောတာမဟုတ်ပါဘူးအတွေ့အကြုံပြောပြတယ်ဒီထဲမှာတကယ်အရေးကြီးဆုံးကတော့တယောက်ချင်းမကောင်းတာမပြောနဲ့မကောင်းတာမလုပ်နဲ့ဟုတ်လားကောင်းတာပြောကောင်းတာတွေလုပ်ကိုယ်စိတ်ကိုယ်ကိုအမြဲတမ်းတန်ရှင်းအောင်စင်ကြယ်အောင်စေကြောထားကြပါလို့အကြောင်းဒီကနေ့ဒုသာသနာဝင်အရေးသုံးပါးကိုကိုစီကိုတီပြည့်စုံအောင်အထုနိုင်ကြပါစေပြည့်စုံအောင်အထုနိုင်ဒီအလျောက်နောက်ဆုံးမိမိစိတ်ကဘလောက်ပြီးတန်ရှင်းသွားတယ်လဲဆိုရင်ကုသိုလ်တွေအကုသိုလ်တွေလည်းကနေမှာအကုသိုလ်စိတ်တွေအကုသိုလ်တွေမကောင်းတာတွေလုံးဝခင်းရှင်းပပျောက်ပြီးတော့ကောင်းသောတရားတွေနဲ့ပြည့်စုံပြီးတော့နောက်ဆုံးလုံးဝ totally ဖြူစင်တန်ရှင်းသောကိလေသာအလုံးကုန်ဆုံးသွားတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါ